ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီစုံစီစလုပ်တဲ့တုံးမဲ့သူတွေကျွန်တော်အခြေခံဘာတွေလိုအပ်တော့ဘောနော်ပစ္စည်းတွေဘာပစ္စည်းတွေလိုအပ်တယ်ဆိုတော့ကျွန်တော်ဒီသုံးပြပြရမယ်အရင်ဆုံးကတော့ကျွန်တော်တို့ဒီတန်နေဝန်းပေါ့နော်တန်နေဝန်းနဲ့စီဖောက်တန်နဲ့ဒီကောင်ဆိုရင်ဒါစီဖောက်တန်ပေါ့နော်ဒီကောင်ဘုံလို့တော့ထူထူမဟုတ်ပါဘူးဒီကောင်ကကျွန်တော်တို့ဘာလဲတစ်သားဖောက်တဲ့လွန်ပေါ့နော်တစ်သားဖောက်တဲ့လွန်မှာပဲတစ်သားဖောက်တဲ့လွန်ပေါ့နော်အကောင်လေးသူစီဖောက်ရတာပေါ့ဒီကောင်နဲ့ထိုးပြီးတော့စီဖောက်ရတာဖြစ်ပါတယ်ပြီးကြတော့ကျွန်တော်တန်နေဝန်းပေါ့နော်တန်နေဝန်းကတော့သူကနံပါတ်1ပါလေးဒီကောင်ပေါ့နော်ဒီကောင်နံပါတ်1ပါလေးတူးဖို့နံပါတ်1ပါလေးတူးဖို့တန်နေဝန်းပေါ့နော်တန်နေဝန်းအဲ့တော့တန်နေဝန်းကိုလည်းဘလို့ site လေးဘလို့ပုံလေးတော့ရမယ်ယူရမယ်ဆိုတော့ကျွန်တော်ပြပါကျွန်တော်တက်ကျွန်တော်ဟောပြပြပါမယ်နော်ကျွန်တော်တက်ပြောပြပါမယ်ပြီးကြတော့ကျွန်တော်ဒီပုံဖြတ်ထားတဲ့ပုံပေါ့နော်မြေပဲစမ်းလေးကိုထည့်ထားမယ်ချက်ပွေးကိုကျွန်တော်တို့စီဖောက်ပြီးတော့မှနံပါတ်2ဆိုရင်သူကချက်ပွေးကနေစီတစ်စက်ကျလာပြီစီတစ်စက်ကျလာဆိုတော့ဒီပုံနဲ့ထည့်မထားဘူးတော့ဒီမြေပဲစမ်းအလုပ်ထည့်ထားပြီးအဲ့ထဲမှာချက်ပွေးစိုက်လိုက်ပြီးဆိုဒီထဲမှာချက်ပွေးစိုက်လိုက်ပြီးဆိုရင်သူကဒါအောက်ကိုမကြားရပေါ့နော်ဒီမြေပဲစံဟိုစီကမြေပဲစံနဲ့ပဲလုံးသွားတာပေါ့နော်အဲ့တော့ကျတော့တိတ်ပြီးလေလွတ်မရှိဘူးပေါ့ဒီလိုလေးပေါ့နော်ဒီထဲမှာတော့ထားမှာဒီထဲမှာထားဖို့တစ်လုံးကိုစုံတစ်လုံးကိုတစ်ဖက်ကိုတပုံးပေါ့နော်အဲ့လိုဖြတ်ထားတဲ့ပုံတပုံးအဲ့ပြီးကြတော့ကျွန်တော်ရေနွေးအိုးပေါ့နော်ရေနွေးအိုးနဲ့ဒီကောင်ဒါရေနွေးအိုးနဲ့ဒီလိုနဲ့ဒီဟိုရေလိုက်မဲ့ခွက်ပေါ့နော်ဒါဆိုရေလိုက်မဲ့ခွက်ဒီကောင်ဆိုရင်ဒါရေနွေးအိုးကျွန်တော်သုံးတဲ့ဟာဟို recommend ပေးတယ်ဗါဆိုဒီကောင်ကကျွန်တော်တော်ခံနေမြတော်ကြားတယ်ဒီကောင်ဟိုလောက်ရှိပြီနှစ်နှစ်ခွဲလောက်ရှိပြီဒီကောင်တော်ကောင်းတယ်ဈေးလဲတက်တာတယ်ဒီတော့ဟို9လီတာလောက်တော့ဆက်နေဗျ9လီတာလောက်တော့ဆက်နေဒီကောင်လေးပေါ့နော်ဒီကောင်တော်ကောင်းတယ်ဒီကောင်လေးခိုင်တယ်ကျွန်တော်တို့ဟို3မိနစ်ဟိုလိုခလုတ်လေးနဲ့ဟာမဝင်နဲ့ပေါ့နော်ခလုတ်လေးနဲ့ဟာမဝင်သူကခလုတ်ကကျတော့သူကခဏတည်းရင်အဲ့ခလုတ်လေးရပြက်ပြီးတော့မခိုင်ဘူးဒီကောင်လေးကကျတော့စံစာနဲ့ဆိုတော့ဒီကောင်လေးကကျတော့သူကဒီစံစာနဲ့ဆိုတော့သူကသူ့အပူချိန်ရောက်ရင်သူဖြတ်သွားတယ်သူကနည်းနည်းလေးပြန်အေးသွားသူကပြန်တယ်ပေါ့နော်ပလက်ကိုအမြဲထိုးထားလို့ရတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့မှန်းပေးတယ်ဒီဟွာလေးကိုပြီးတော့ကျွန်တော်ဒီစတီးကွက်လေးပေါ့နော်ရေးလိုက်ဖို့စတီးကွက်လေးဒါရေးလိုက်ဖို့လေးပြီးတော့ဒီကျွန်တော်တို့ပုံးလေးအနေနဲ့ပြောပုံးမပြောခင်ကျွန်တော်ဒီစီကံဒါဆိုစီဖောက်တဲ့နေရာမှာဒါသုံးမဲ့ဒါအိုးလေးပေါ့နော်ဒီအိုးဆိုရင်ဒါစီဖောက်မဲ့နေရာမှာသုံးအောင်ပေါ့နော်ဒါကိုထဲကစုံထဲကစီဖောက်မဲ့ဆိုရင်ဒီကောင်ကိုခံမယ်ဒီကောင်အောက်ကခံမယ်ဒီကောင်အောက်ကခံပြီးခံကြမှာဒီလွန်နဲ့ထိုးလိုက်မယ်ပေါ့နော်အဲ့လိုပေါ့ဒီကောင်လေးတအိုးလိုမယ်ပေါ့နော်ဒီကောင်လေးတအိုးလိုမယ်ပြီးကြတော့ဒီစကားပေါ့ဒီစကားကသူကဟိုလိုတော့တအားမစစ်ဘူးပေါ့နော်ဟိုလိုအမုန်းထီတော့မစစ်ဘူးပေါ့ဒါဟိုလိုအကျန်းဘက်ထီပေါ့နော်အကျန်းဘက်ထီတော့သူစစ်ပေးတာပေါ့နော်စကားလေးဒီစကားလေးတစ်ခုလိုမယ်ပြီးကြတော့ကျွန်တော်အနေတိမ်ဖို့ပုံးပေါ့နော်အနေတိမ်ဖို့ပုံးကကြတော့ဒီအဖြူပုံးလေးပေါ့နော်သူလာတာတော့ကျွန်တော်တို့ဟိုကိမ့်မုံတိုက်တွေဘာတွေမှာသူကဒီထောပတ်ပုံးလိုမျိုးလာတယ်ထောပတ်ပုံးလိုမျိုးလာတယ်ပြီးကြတော့ကျွန်တော်တို့ဒီဟိုပါပေါ့ဖေဗာပုံးပေါ့နော်စတော်ဘယ်ဖေဗာဘာညာအဲ့လိုထည့်တဲ့ပုံးအဲ့လိုပုံးတွေလာတယ်အဲ့ဒါတွေတော့ပိုကောင်းနေဗျအဲ့ပိုကောင်းတယ်ဟိုဒီကောင်းလို့ဆိုရင်ကျွန်တော်ဒါစေးဟိုပါပေါ့ UPG ပုံးပေါ့နော် UPG ပုံးကကျွန်တော်နေစေးရတော်တော်စေးရတယ်ဗျဒီစေးပုံးကိုလေစေးပုံးတော်တော်စေးရတယ်တိတ်ဟိုဟာကျတော့သူကဒီထောပတ်တို့ဒီဖေဗာပုံးတွေဆိုရင်ကျတော့သူကစေးရတယ်လည်းလွယ်တယ်ဗျအဲ့ကျတော့အကောင်လေးကိုအခုမှစလို့မှဆိုရင်အကောင်လေးကို9ပုံ6ပုံလောက်တော့ဝယ်ထားပေါ့နော်ကျွန်တော်တို့အဲ့ထက်မှာကျွန်တော်တို့ဒီထက်ကနေစုံနေကနေကြိတ်ပြီးတော့အဲ့ကြိတ်တဲ့ဟာကိုကျွန်တော်ဒီအဖြူပုံးထဲမှာထည့်တယ်ပေါ့နော်အဖြူပုံးထဲမှာထည့်ပြီးတော့2ရက်3ရက်ကျွန်တော်တို့အနေတိန်နေပေါ့နော်2ရက်3ရက်အနေတိန်နေတိန်ပြီးကန်ကြမှာဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ဒီကောင်ပေါ့နော်ဒီကောင်မွန်ကာအိုကြီးပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်ဒါအချိန်40စီအချိန်40ကွက်တီဆန်နေပေါ့နော်ဒီကောင်အချိန်40ဆန်ဒါမျိုး2အိုးလောက်ပေါ့နော်2အိုးလောက်လေးဝယ်ထားလိုက်ဒါဆိုရင်ဒါဟိုဖြစ်တဲ့ဟာပေါ့နော်ဒါစုံကျစ်တဲ့ဘက်မှာပြောပြီးကြတော့ဒီကျွန်တော်တို့ဟွာပုံးလေးပေါ့ဒီစုံမြန်ကြရင်တော့ဒီကောင်လေးလိုတယ်ပေါ့နော်ဟိုဟာဒီမဲ့စုံမြန်ကြရင်ဒီကောင်လေးလိုပေါ့နော်ဒါကတော့ကိုဟာနဲ့ကိုလေးကိုနီးကိုဟာနဲ့လေးနဲ့ကိုလောက်ထားပေါ့နော်တချို့ကြလဲဒီဟိုတန်ပြူလေးနဲ့ဟိုတန်ပြူဆိုင်မှာသွားပြီးတော့ဟိုပုံးလေးလောက်ခိုင်းတယ်တချို့ကကြလဲဒီဟိုပေါ့နော်ဒီမဲ့အဲ့လိုတပိတ်တာပုံးလေး
တပိတ်တစ်ဖွဲပုံးလေးတွေကိုချိန်လေးလုပ်ပြီးတော့အဲ့လိုချိန်ပေးထားရပါတော့ဒါလိုအပ်တဲ့ဟာလေးတွေပေါ့ကျွန်တော်တို့စီရောင်းတဲ့အခါကျမှကျတော့စီရောင်းတဲ့အခါမှာဘာတွေလိုမလဲဆိုရင်တစ်ချက်ပြောမယ်နော်ခဏလေးပြီးကြတော့မေ့လို့စုံကျင်းလေးနဲ့မှသုံးမယ်ဆိုရင်ဒါလေးရောလို့တယ်ပေါ့နော်ဒါလေးဒီကောင်လေးကတချို့ကြလဲတန်ပြားလေးတွေသုံးကြတယ်တချို့ကြလဲတစ်သားပြားလေးတွေသုံးကြတယ်ကိုအဆင်ပြေတဲ့ဟာပေါ့နော်ဒီကောင်လေးကကျွန်တော်ဒီကောင်လေးပို့ကြတယ်ဒီကောင်လေးကကျွန်တော်တို့ဒီဟိုလို10ဘိတ်တာဘုံလေး10ဘိတ်တာဘုံရဲ့ဖင်ပေါ့နော်ဖင်ကတော့ပိုကောင်းတယ်ထူတော့ကြလေဖင်ကထူတယ်ဖင်လေးအဲ့လိုလေးဖြတ်ပြီးတော့အဲ့လိုသုံးတာဒါကြာရှည်လက်ခံတယ်ဗျကြာရှည်လက်ခံတယ်ဒီကောင်လေးကလဲလို့လဲကောင်းတယ်တော့အဲ့လိုလေးလဲဖို့ပေါ့နော်အကောင်လေးကလိုမယ်ပေါ့နော်တော့အဲ့လိုလဲရတာလေပေါ့နော်ဒီကောင်လေးအဲ့လိုလဲပြီးတော့ဒီမှာအဲ့လိုပဲတင်ထားလိုက်ရပြီအဲ့မှာကျွန်တော်ကဒါဒီမွေးကားအကြည်အိုးနဲ့မွေးကားအိုးနဲ့တိတ်ဟိုဘက်ကအဖြူအိုးတွေကနေပြီးတော့ထွက်လာတဲ့အကြည်ကိုဒီထဲမှာထည့်လိုက်ပြီပေါ့နော်ထည့်လိုက်ပြီဆိုရောင်းနဲ့ရောက်သွားပြီရောင်းနဲ့ရောက်ဟိုဘက်ရောက်သွားပြီရောင်းမယ်ပေါ့နော်ရောင်းမယ်ဆိုရင်ကျွန်တော်တို့ဘာလို့လဲဆိုရင်ပထမဆုံးဒီရာကကျွန်တော်တို့ဒီပေါ့ဒီကတာပေါ့နော်ကတာကတော့ဒါကျွန်တော်ကဆိုဒါ60ပိတ်တာ60ပိတ်တာအတင်ခံနိုင်တယ်ပေါ့နော်ကြက်သားကတာဒါကြားပြီဒီကောင်ကိုကျွန်တော်ဝယ်ထားရတယ်နည်းနည်းပတ်စံ3နိုင်နဲ့တက်နိုင်နေဆိုရင်တော့ကျွန်တော်စီထရာတို့တို့ဝယ်ပေါ့နော်အကောင့်တွေကတော့ပို့ပြီးတော့လည်းကောင်းတာပေါ့ဈေးကလည်းကောင်းတယ်လေပြီးကြတော့ကတာပြီးတော့ဒီစီလက်လီရောင်းဖို့ဒီ CO ပေါ့နော် CO ဒန်အိုလည်းရတယ်တချို့ကြတော့စတီအိုသုံးကြတယ်စတီအိုသုံးနိုင်တော့ပိုကောင်းတာပေါ့စတီအိုကကျတော့ကျွန်တော်တို့တန်ရှင်းလောက်ရတာကောင်းတာပေါ့နော်တန်ရှင်းလောက်ရတာကောင်းတယ်ဒီစီကြီးပါညာပြန်ချစ်ရတာစီကြီးထုတ်ရတာစီနေထုတ်ရတာကောင်းတယ်ပေါ့နော်ဒီဒန်အိုကကျတော့နည်းနည်းလေးထုတ်ရတာဖြစ်တာပေါ့ဒီကောင်ကကျတော့ကျွန်တော်ဒါမှုတ်တွေတို့ဒီကြော်လေးတွေတို့ကျွန်တော်တို့ဖုံမတက်အောင်လို့ပေါ့နော်ဖုံမတက်အောင်ထည့်တဲ့ပုံးလေးပေါ့နော်ဒီထက်မှကျွန်တော်ဘာရှိလဲဖွင့်ပြဒီထက်မှဆိုရင်ဒီထက်မှဆိုဒီမှာကျွန်တော်တို့ကြော်အသေးရှိမယ်ပေါ့နော်ကြော်အသေးကကျွန်တော်တပိတ်တာဘူးတို့တပိတ်တာဘူးတို့နှစ်ပိတ်တာဘူးသုံးပိတ်တာဘူးတို့မှထည့်ရတာပေါ့နော်ဒီကြော်အသေးလေးဒီကောင်လေးရှိမယ်ပြီးတော့ဒီကောင်ကြော်ကြီးကကျတော့ကျွန်တော်တို့ဒီ10ပိတ်တာဘုံတို့5ပိတ်တာဘုံတို့အဲ့လိုမှထည့်ရတာပေါ့နော်မြင်ထည့်အောင်လို့ဒါကြော်ကြီးကြော်နှစ်ခုပေါ့နော်အကြီးတစ်ခုအသေးတစ်ခုခွက်မှာဆိုလဲဆိုတော့အဲ့လိုပဲဒီမှာဆိုရင်ဒီဒါဆိုရင်ဒါကျွန်တော်တို့တပိတ်သားတို့50သားတို့လာရင်ထည့်တဲ့ခွက်ပေါ့နော်ဒီကောင်လေးဒီကောင်လေးကဒါကျွန်တော်တို့တန်ပြူစာရင်းတို့တို့မှာဝယ်လို့ရတယ်ပေါ့နော်သူကတော့ပိတ်တာခွက်ခေါ်တာပဲဒါပေမဲ့90သား80သားအဲ့လောက်ပဲစံတာပါတော့ခက်လာတော့မြန်တာပေါ့နော်ဒီကောင်ဆိုရင်ဒါဆို10ပိတ်တာလာဝယ်ဆိုရင်ဒီကောင်လေးနဲ့ခက်နေရင်အများကြီးခက်နေမှာပေါ့နော်ဒီကောင်လေးကျတော့သိမခက်ဘူးဒီကောင်လေးကျတော့10ပိတ်တာဆိုထားပါ12ခွက်12ခွက်ဆိုပြည့်သွားတာပေါ့နော်အဲ့လိုပေါ့သူကမှုတ်လေးရလဲ2ခုကြော်လေးရလဲအကြီးတစ်ခုအသေးတစ်ခုပေါ့နော်အသေးတစ်ခုအဲ့ဒါကဒီဖုံလေးပါဒီကောင်ဒီပုံးမဟုတ်ဘဲနဲ့ကျွန်တော်တို့အရင်တစ်ခါသုံးဘူးတယ်ဒီပုံးနဲ့မဟုတ်ဘဲနဲ့အောက်ကဒီကျွန်တော်တို့ရိုးအပြားနဲ့ပဲပေါ့နော်ဒီရိုးဇလားနဲ့ပဲထည့်ပြီးလုပ်အဲ့ကျတော့ဖုံးနေတင်တယ်ဗျဖုံးနေတင်ဆိုတော့စီဆိုတော့လေဖုံးနေတင်တယ်ဒီကောင်ကျတော့ဒါဖုံးလို့တဲလို့လည်းမဝင်တော့ဘူးဒါဆိုတော့စီကဖုံးကတော့ကတ်တာပဲအဲ့တော့ကျတော့ဒီကောင်ဒီလိုလေးအုပ်ထားလိုက်ရင်ပြီးပြီပေါ့နော်ဒီလိုလေးအုပ်ထားလိုက်ရင်ဒီလိုအုပ်ထားလိုက်ရင်ရတော့အဲ့ဒါတော့ကျွန်တော်ဒါစီရောင်းတဲ့နေရာမှာပေါ့နော်စီရောင်းတဲ့နေရာမှာလိုတဲ့ဟာလေးပေါ့ကတားလေးပါမယ်ပြီးတော့ဒီလက်လီရောင်းတဲ့တန်အိုးပါမယ်စတီတန်အိုးတော့မစတီအိုးပေါ့နော်ပြီးကြတော့အပွားအိုးလေးရယ်အထက်ကပါတယ်ကြောနှစ်ခုရယ်မှုန့်နှစ်ခုရယ်ပေါ့နော်ဒီကောင်လေးပေါ့အခြေခံကတော့ဒီကောင်လေးတွေပဲလိုတယ်ဗျရောစင်လေရောစင်အခြေခံကဒီကောင်လေးတွေပဲနောက်ပြီးမှကျွန်တော်ပုံလေးနဲ့တက်ပုံလေးနဲ့ကျွန်တော်တက်လေးကျွန်တော်တင်ပေးအောင်မယ်နော်လိုအပ်တာလေးပေါ့နော်လိုအပ်ချက်လေးပုံနဲ့တင်ပေးအောင်မယ်ပြီးကြတော့ကျွန်တော်တို့တစ်ခုကျန်နေဒီဆီလီကွန်လေးဒီကောင်လေးပေါ့နော်ဒီကောင်လေးဆီလီကွန်ရောင်းမလေးပေါ့နော်ဒီကောင်လေးကျွန်တော်တို့online shopping တွေမှာရောင်းတယ်လေကျွန်တော်ဒီကောင်လေးဆက်လိုက်ဖြစ်တဲ့ဟာလေအဲ့ထက်ကကျွန်တော်တစ်ခုယူထားပါတော့ဒီကောင်လေးကဆီလီကွန်သားဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ဆီလီကွန်ရောင်းမလေးဆိုတော့စီကျွန်တော်တို့ဒီပုံးတွေဘာတွေထဲမှာပုံးတွေဘာတွေကနေပြီးတော့စီချက်ရတာ
တော်ပြောင်းနေဗျတခါလေးပြောင်းသွားတာလက်တွေပါလည်းမပေတော့ဘူးပေါ့နော်ဒီကောင်လေးနဲ့ဆွဆွချစ်ပြီးတော့ဟိုအနေတွေပါထုတ်တော့ကြတော့ဒီကောင်လေးလည်းအသုံးဝင်တယ်ဒီကောင်လေးလည်းအဲ့လိုလေးမှတ်ထားလိုက်ပါနော်လောလောဆယ်အခြေခံလူတာကတော့ဒါပါပဲအခြေခံကတော့လေအကောင်လေးအရင်ဒီလိုမှကိုမစုံစလဲတော့မယ်ဆိုရင်အဲ့ဒါလေးတွေတစ်ချက်လောက်ဝယ်ထားလိုက်ပေါ့နော်အဲ့ဒါဝယ်မှအစီအစဉ်ဟိုဒါနောက်မစင်ရင်ကျွန်တော်တို့စုံလဲမှဆိုရင်ကြတော့သူကဟိုကလိုသေးရဲ့တရားလိုသေးရဲ့နဲ့ပြရခတ်နေတာပေါ့နော်ကျွန်တော်အဲ့လိုကျွန်တော်တို့စလုပ်ခါစားလဲအဲ့လိုလေးဖြစ်ဘူးလို့ပေါ့နော်မဖြစ်အောင်လို့အဲ့ဟိုလိုအပ်တဲ့ဟာလေးကျွန်တော်အရင်ဆုံးပြောပြထားတာပါကျွန်တော်ပြီးမှအဲ့လိုအပ်တဲ့ဟာလေးကိုဓာတ်ပုံလေးနဲ့တကွာအစင်းလေးနဲ့တကွာကျွန်တော်Facebook မှာရောဒီ YouTube မှာကျွန်တော်တင်ထားပေးဦးမယ်နော်ဟုတ်ကဲ့ပါအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်